ပညာရေးဆိုတဲ့အတိုင်းဖြူနယ်စိမ်းကိုပဲအဓိကထားကာလာကွန်ဆက်သုံးပြီးတော့ပန်းအဖြူလေးပဲပန်ပေးခဲ့ပါတယ်။တရားကောင်းတစ်ပတ်မီနီစီးလေးအတွက်ပါဝင်တဲ့ဆရာဆရာမဆက်ကောင်အကုန်လုံးကိုတဘာဝဆန်ဆန်နဲ့လက်တွေ့ကြပြပြခြင်းတဲ့အတွက်ကြောင့်မို့လို့နေမျိုးမှာရှိတဲ့ကျွန်တော်ရဲ့ဆရာဆရာမတွေကိုပဲပြန်မြင်အောင်ပြီးတော့အသေးစိတ်ပြင်ဆင်ခဲ့ပါတယ်။နောက်ပြီးအသက်30ကျော်35ပတ်လဲထပ်ပြအတန်းမိုင်ဆရာမဒေါ်အောင်မာဆက်ကောင်အတွက်လည်းမျိုးမှာရှိရဲ့ဆရာဆရာမတွေရဲ့ဝတ်စားစင်ပုံကိုပြန်လေ့လာပြီးတော့ဖနက်ကအစဆရာဆရာမတွေဝတ်တဲ့ရင်ပုံစံထမိန်ပုံစံပေါ့နော်အယောင်တွေကအစတကယ်ပညာရေးမှာလက်တွေ့အသုံးပြုနေတဲ့အယောင်တွေကိုပဲအထူးထားပြီးတော့ style နဲ့လုပ်ပေးခဲ့ပါတယ်ဆွဲကြိုးနှကတ်တွေကိုလည်းအကြီးတွေမသုံးဘဲနဲ့ပပမြင်မြင်တေးသေးလေးတွေကိုပဲ uniform နဲ့လိုက်အောင်အဓိကထားသုံးထားပါတယ် makeup စပင်ကိုလည်းတဘာဝကြလေးဖြစ်အောင်လို့makeup ဆရာတွေကိုတေချာလေးတောင်းဆိုပြီးတော့ drying လုပ်ထားပါတယ်ဒါကြောင့်မလို့ဒီကားလေးထဲမှာတော့တဘာဝကြလေးနဲ့ makeup အများကြီးပြင်ထားတာကိုတွေ့ရမှာမဟုတ်ပါဘူးဆီယမ်မပန်တဲ့ပန်းကိုတော့အဖြူလေးတွေပဲတုံထားပြီးတော့ဆီယမ်မတက်တဲ့ဘူးလေးတွေကိုတော့အဖြူနဲ့အစိမ်းကိုပဲအဓိကထားပြီးဦးစားပေးပြီးတုံထားတယ်ပေါ့နော်ဒါကလည်းအဖြူအစိမ်းဆိုတဲ့ပညာရေးရဲ့ color concept တစ်ခုကိုကျွန်တော်သုံးခြင်းနဲ့ attracting ပုံစံမျိုးလုပ်ထားတာပါ